အမေရိကန်ပြည်ထောင်စုမှကြိုဆိုခြင်းမင်္ဂလာပါအမေရိကန်ပြည်ထောင်စုမှကျွန်ုပ်တို့ခရစ်ယာန်ယုံကြည်သူများအနေနဲ့လှိုက်လဲစွာကြိုဆိုပါတယ်အမေရိကန်ပြည်ထောင်စုဘယ်လိုစတင်ခဲ့တယ်ဆိုတာပြောပြချင်ပါတယ်ပထမဆုံးဒီမြေမှာနေထိုင်ခဲ့တဲ့သူတွေဟာအာရှတိုက်ရဲ့နေရာဒေသအသီးသီးမှရွှေ့ပြောင်းလာကြသူတွေဖြစ်ပါတယ်သူတို့ဟာအုပ်စုများစွာရှိပြီးတခါတရံမှာတစ်ဖွဲ့နဲ့တစ်ဖွဲ့စစ်တိုက်ကြပါတယ်သူတို့ကိုမူလအမေရိကန်တိုင်းရင်းသားသို့မဟုတ်အမေရိကန်အင်ဒီယန်လို့လည်းခေါ်ကြပါတယ်သူတို့ဟာအများအားဖြင့်အမဲလိုက်ခြင်းကောက်ပဲသီးနှံစိုက်ပျိုးခြင်းဖြင့်အသက်မွေးကြပါတယ်အမေရိကန်မြေကိုပထမဆုံးရောက်လာကြတဲ့ဥရောပတိုက်သားတွေဟာမိမိတို့နေထိုင်ခဲ့တဲ့နိုင်ငံများမှာဘာသာရေးဖိနှိပ်မှုတွေကြောင့်ရောက်ရှိလာရခြင်းဖြစ်ပါတယ်သူတို့နေထိုင်ခဲ့တဲ့နိုင်ငံအသီးသီးရဲ့အစိုးရတွေဟာဘာသာရေးအခွင့်အာဏာသိမ်းယူပြီးမိမိတို့ရဲ့ခရစ်ယာန်ယုံကြည်မှုအတိုင်းနေထိုင်ခွင့်မပြုတာကြောင့်ပြောင်းရွှေ့လာရခြင်းဖြစ်ပါတယ်။သူတို့ရဲ့ဘာသာရေးယုံကြည်မှုအတိုင်းလွတ်လပ်စွာနေထိုင်ဖို့ဆုံးဖြတ်ချက်နဲ့ရောက်လာခဲ့ကြပါတယ်။မတူညီတဲ့တိုင်းနိုင်ငံအမျိုးမျိုးကရောက်လာကြတဲ့အတွက်ဓလေ့ထုံးတဲ့အစဉ်အလာတွေမတူညီသလိုခရစ်ယာန်ဘာသာယုံကြည်မှုနေထိုင်မှုပုံစံလည်းမတူကွဲပြားခဲ့ကြပါတယ်။တူညီတဲ့အချက်ကတော့သူတို့အားလုံးဟာခရစ်ယာန်ဘာသာတမန်ကျမ်းစာကိုစံအဖြစ်ထားခြင်းပဲဖြစ်ပါတယ်။သူတို့ဟာအမေရိကန်အရှေ့ပိုင်းဒေသမှာနေထိုင်ပြီးအုပ်စု73စုရှိကြပါတယ်။နေရာဒေသတစ်ခုစီကိုကိုလိုနီလို့ခေါ်ပြီးဒေသတစ်ခုစီတိုင်းမှာခေါင်းဆောင်ကိုစီရှိကြပါတယ်။အုပ်စုတစ်စုနဲ့တစ်စုမတူပဲကိုပိုင်သီးခြားစီဖြစ်ပေမဲ့အားလုံးဟာဗြိတိရှလက်အောက်မှာရှိကြပါတယ်။သူတို့ဟာဘုရားသခင်ကိုဦးထိပ်ထားပြီးတမန်ကျမ်းစာရဲ့သွန်သင်လမ်းညွှန်ချက်အတိုင်းအသက်ရှင်ကျင်တာကြောင့်ဘုရားသခင်ကသူတို့ကိုကောင်းချီးပေးခဲ့ပါတယ်။သူတို့ရဲ့ဥပဒေထုတ်ပြန်ချက်တိုင်းဟာလူတွေကိုကောင်းကျိုးဖြစ်စေတဲ့ခရစ်ယာန်ယုံကြည်မှုတွေကိုအခြေခံခဲ့တာကြောင့်ခရစ်ယာန်မဟုတ်တဲ့သူတွေကပင်အဲ့ဒီလူကျင့်ဝတ်ဥပဒေတွေကိုသဘောကျနှစ်သက်ခဲ့ကြပါတယ်။ပညာရေးစနစ်ဖွံ့ဖြိုးလာချိန်မှာလည်းတမန်ကျမ်းစာရဲ့သွန်သင်မှုတွေကိုပါသင်ကြားပေးခဲ့ကြပါတယ်။ဘာသာရေးနဲ့လူကျင့်ဝတ်စံနှုန်းတွေကိုလည်းကျောင်းဘာသာရပ်တစ်ခုအနေနဲ့ပြဋ္ဌာန်းသင်ကြားခဲ့ကြပါတယ်။ကောလိပ်နဲ့တက္ကသိုလ်ပညာရပ်တွေမှာလည်းလူကျင့်ဝတ်ကောင်းတွေကိုရရှိစေတဲ့တမန်ကျမ်းစာကိုအခြေပြုခဲ့ကြပါတယ်။ဒါကြောင့်ပညာသင်ယူတက်မြောက်သူတိုင်းတမန်ကျမ်းစာနဲ့တမန်ကျမ်းစာရဲ့သွန်သင်ချက်တွေကိုပါသိကျွမ်းရင်းနှီးပြီးသားဖြစ်ပါတယ်။အမေရိကန်မြေကိုပထမဆုံးအခြေချခဲ့တဲ့ခရစ်ယာန်တွေဟာသူတို့ရဲ့ယုံကြည်ခြင်းကိုအထွတ်အမြတ်ထားသူတွေဖြစ်ပါတယ်။ဒါပေမဲ့အချိန်ကာလကြာလာပြီးတက်တောင့်တက်တာရှိတဲ့ဘဝမျိုးရရှိလာတာနဲ့အမျှသူတို့ရဲ့သားမြေးတွေဟာသူတို့ရဲ့ယုံကြည်မှုတွေကိုအရင်ကလိုအလေးမထားကြတော့ပါဘူး။ဒါအပြင်အခြားနေရာဒေသတွေကပြောင်းရွှေ့လာကြတဲ့သူတွေဟာစီးပွားရေးကိုသာဦးစားပေးပြီးရောက်လာကြခြင်းဖြစ်ပါတယ်။အချိန်ကာလကြာလာတာနဲ့အမျှလူတွေဟာတမန်ကျမ်းစာရဲ့သွန်သင်မှုတွေကိုဥပက္ခပြုလာပြီးအကျင့်စာရိတ္တလည်းပြစ်ပြားလာခဲ့ကြပါတယ်။ခရစ်ယာန်ယုံကြည်မှုအတိုင်းနေထိုင်ခြင်းကိုပြန်လည်အသက်သွင်းဖို့လိုအပ်လာပြီဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စုဆိုပြီးနိုင်ငံတစ်ခုအနေနဲ့မဖြစ်တည်ခင်ဖျားသခင်ကတရားဟောဆရာအချို့ကိုနှိုးဆော်ပြီးသူတို့ဟာအင်္ဂလန်နိုင်ငံတဝန်းနဲ့ကိုလိုနီတွေကိုတွားရောက်လှည့်လည်ပြီးမတရားတဲ့ဆက်ရှုပ်ပွဲအသက်ရှင်နေထိုင်ခြင်းကလှည့်ပြန်လာပြီးတမန်ကျမ်းစာနဲ့အညီအသက်ရှင်မှုအတွက်လှုံ့ဆော်ဟောကြားခဲ့ကြပါတယ်။အဲ့ဒီဟောကြားချက်တွေကိုလူများစွာကထောက်ခံခဲ့ကြပါတယ်။အဲ့ဒီအချိန်ကာလကိုပထမဆုံးကြီးမားတဲ့ဝိညာဉ်ရေးနိုးထမှုကာလကြီးလို့ခေါ်ဆိုခဲ့ကြပါတယ်။ဒီဝိညာဉ်ရေးနိုးထမှုကြီးဟာကိုလိုနီ73နေရာမှာတစ်ချိန်တည်းတစ်ပြိုင်တည်းဖြစ်လာခဲ့တာကြောင့်ဗြိတိရှနဲ့စစ်ဖြစ်ပွားဖို့ဖိအားတွေရှိလာတဲ့အခါမှာပိုပြီးစည်းလုံးညီညွတ်မှုရှိဖို့အကြောင်းဖြစ်လာပါတယ်။ဗြိတိရှအနေနဲ့ကိုလိုနီတွေအပေါ်ပိုပြီးတင်းကျပ်မှုတွေလုပ်လာတဲ့အခါမှာတော့ကိုလိုနီ73ဖွဲ့ရဲ့ကိုယ်စားလှယ်တွေစုပေါင်းပြီးအင်္ဂလန်နိုင်ငံလက်အောက်ခံဘဝမှလွတ်မြောက်ကြောင်းကြေညာခဲ့ပါတယ်။ကိုလိုနီတွေဟာအင်္ဂလန်နိုင်ငံလက်အောက်ကကိုလိုနီနယ်မြေတွေမဟုတ်တော့ပဲလွတ်လပ်တဲ့ပြည်နယ်ဖြစ်လာခဲ့ပါတယ်။ယခင်ကကိုလိုနီ73ခုဟာယခုအချိန်မှာတော့တစုတစည်းတည်းစုပေါင်းလာခဲ့တဲ့အတွက်
အမေရိကန်ပြည်ထောင်စုဆိုပြီးခေါ်တွင်ခဲ့ကြတာဖြစ်ပါတယ်။ရလဒ်အနေနဲ့ဇူလိုင်လ4 ရက်1986ခုနှစ်မှာလွတ်လပ်ရေးတရားဝင်ကြေညာခြင်းကိုရေးသားလက်မှတ်ထိုးနိုင်ခဲ့ပါတယ်။ပြည်နယ်73ခုအတူတကွပူးပေါင်းပြီးတဲ့နောက်မှာတော့သူတို့ရဲ့အစိုးရဖွဲ့စည်းပုံအခြေခံဥပဒေကိုအထူးသတိပြုရေးဆွဲဖို့သဘောတူဆုံးဖြတ်ခဲ့ကြပါတယ်။ပြည်နယ်တစ်ခုစီတိုင်းကသူတို့ရဲ့ကိုယ်ပိုင်အုပ်ချုပ်ရေးလွတ်လပ်စွာကိုးကွယ်ခွင့်နဲ့လွတ်လပ်စွာရွေးချယ်ဆုံးဖြတ်ပိုင်ခွင့်ရရှိရေးကိုသဘောတူဆုံးဖြတ်ခဲ့ကြပါတယ်။ဒီအကြောင်းအရာတွေဟာလွန်ခဲ့တဲ့နှစ်200ကျော်ကဖြစ်ခဲ့တာတွေဖြစ်ပြီးခုချိန်မှာတော့အမေရိကန်ပြည်ထောင်စုမှာပြောင်းလဲမှုများစွာရှိနေပြီဖြစ်ပါတယ်။ယခုပြည်နယ်90ရှိပါတယ်။ပြည်နယ်တစ်ခုစီတိုင်းမှာကိုယ်ပိုင်အုပ်ချုပ်ရေးရှိနေဆဲဖြစ်ပေမဲ့ပြည်နယ်စုပေါင်းအစိုးရ Federal Government ဟာအင်အားကြီးတဲ့ထက်ကြီးမားလာပြီးကဏ္ဍများစွာကိုလွှမ်းမိုးချုပ်ကင်ထားပြီးဖြစ်ပါတယ်။ပြည်နယ်စုပေါင်းအစိုးရဟာတခါကရရှိခဲ့တဲ့ဘာသာရေးလွတ်လပ်ခွင့်တွေကိုဝင်ရောက်ဆွတ်ဖက်နေပြီဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲဒီအမေရိကန်ပြည်ထောင်စုမှာနေထိုင်တဲ့သူတွေဟာဘာသာရေးကျင့်ဝတ်တွေမှာပိုပြီးရော့ရဲလာတာတွေ့ရပါတယ်။အများစုကတမန်ကျမ်းစာကသွန်သင်တဲ့ကျင့်ဝတ်တွေထက်စီးပွားရေးငွေကြေးပိုင်းမှာပိုပြီးအာရုံစိုက်အလေးပေးလာကြပါတယ်။အခြားနေရာဒေသအမျိုးမျိုးမှလူများစွာဟာအမေရိကန်ပြည်ထောင်စုထဲကိုဝင်ရောက်ရွှေ့ပြောင်းလာကြပါတယ်။ခုချိန်မှာတော့မတူညီတဲ့ဘာသာရပ်ခြားအမျိုးမျိုးလည်းရှိနေပြီဖြစ်ပါတယ်။အများစုဟာခရစ်ယာန်ဘာသာသင်ကြားမှုတွေနဲ့အကျွမ်းမဝင်တဲ့သူတွေဖြစ်ပါတယ်။သူတို့ဟာအမေရိကန်မှာဖြစ်နေတဲ့မကောင်းမှုဒုစရိုက်တွေကိုအားသိမ်းရလောက်အောင်ကြုံတွေ့နေရကြပါတယ်။အမေရိကန်မှာရှိတဲ့စစ်မှန်တဲ့ယုံကြည်သူတွေဟာနိုင်ငံတွင်းမှာဒီလိုကိုကျင့်တရားပြမှုတွေကြောင့်အယံကိုဝမ်းနည်းပူပန်နေရတယ်ဆိုတာသူတို့သိချင်မှသိမှာပါ။အမေရိကန်ပြည်ထောင်စုမှာသင်ရဲ့ယုံကြည်မှုအတိုင်းလွတ်လပ်စွာကိုးကွယ်နေရခိုင်မှာလေအင်္ဂလိပ်စကားကိုဒုတိယဘာသာစကားအဖြစ်အသုံးပြုနေကြတဲ့သူတွေအတွက်ပြုလုပ်ထားတဲ့တမန်ကျမ်းစာပုံပြင်တွေကိုနားထောင်စေချင်ပါတယ်။တမန်ကျမ်းစာရဲ့သွန်သင်ချက်အတိုင်းအခြားသူတွေနဲ့ဘယ်လိုနေထိုင်ပြုမှုရမယ်ဆိုတဲ့အရေးကြီးတဲ့အရာတွေကိုကြားသိရမှာပါ။ဒီတမန်ကျမ်းစာပုံပြင်တွေဟာကမ္ဘာတဝန်းမှာရှိတဲ့ဘာသာစကားပေါင်းများစွာနဲ့လည်းနားထောင်နိုင်ပါတယ်။ www.globalrecordingnet သို့မဟုတ် 5fish လို့ခေါ်တဲ့ဖုန်း application မှတစ်ဆင့်အခမဲ့နားထောင်လို့ရပါတယ်။တချို့ပုံပြင်တွေဟာမကြာသေးရင်ကပဲအတန်သွင်းထားတာကြောင့်နည်းပညာအရပိုပြီးကောင်းတယ်လို့တချို့ပုံပြင်တွေကတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကအတန်သွင်းထားတာကြောင့်ကွာခြားမှုတွေရှိနိုင်ပါတယ်။ဒါပေမဲ့ပုံပြင်တစ်ခုစီတိုင်းဟာတော့အင်မတန်စိတ်ဝင်စားစရာကောင်းပါတယ်။ဒီတမန်ကျမ်းစာပုံပြင်တွေဟာမိခင်ဘာသာစကားပြောသူတွေကသူတို့ရဲ့ဘာသာစကားအတိုင်းအတန်သွင်းထားပြီးဒီပုံပြင်တွေဟာလူအများအတွက်ရွေရထားခြင်းဖြစ်ပါတယ်။ယေရှုခရစ်တော်ဟာလည်းတာမန်လူတွေနဲ့အတူနေပြီးတာမန်လူတွေကိုဟောပြောသင်ကြားခဲ့ပါတယ်။ခရစ်တော်ရဲ့သတင်းစကားကိုလူတိုင်းသိရှိနိုင်ပြီးကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့အလွှာပေါင်းစုံကလူတွေကနှစ်သက်ကြပါတယ်။မြန်မာဘာသာစကားနဲ့သင်နေထိုင်တဲ့နေရာကနေနားထောင်လို့ရမယ်လို့မျှော်လင့်ပါတယ်။ www.globalrecordingnet ကိုကြည့်ပြီးမိတ်ဆွေရဲ့မိခင်ဘာသာစကားနဲ့အတန်သွင်းခြင်းနဲ့ဆိုရင် website မှာတစ်ဆင့်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ American ပြည်ထောင်စုမှာလှိုက်လဲစွာကြိုးဆိုပါတယ်လို့ပြန်လည်နှုတ်ဆက်ပါရစေ။